Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တီတီကိုဒီမှာပေါ့နော်မေးထားတဲ့ PDF ဖိုင်ကနေတဲ့ Word ဒါမှမဟုတ်လို့ရှင် Excel ဖိုင်ကိုပြောင်းတာပေါ့နော်ပြောင်းပြီးသွားပြီဆိုလို့ရှင်ဒီပြောင်းထားတဲ့အရာကိုပြန်ပြင်လို့ရတဲ့နည်းလမ်းလေးကိုပြခိုင်းတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှင်တီတီနဲ့တူတူလိုက်ပြီးတော့မှလေ့လာကြည့်ကြမယ်နော်သုံးအနေနဲ့ကိုကလက်တော့ကနေပြီးတော့မှဒီပေါ့နော် PDF ဖိုင်ကနေပြီးတော့ပြောင်းမယ်ဆိုလို့ရှင်အခုတီးလို့ဆိုလို့ရှင်ဒီမှာဆိုလို့ရှင် PDF ဖိုင်တစ်ခုကိုရှာလိုက်မယ်ပေါ့နော်ဒါဆို print 3ဆိုတာကြီးရှိတယ်အဲ့ထဲကိုတီးရဝင်လိုက်တယ်ပေါ့နော်အဲ့ဒီ PDF ဖိုင်တွေကိုဝင်လိုက်ပြီးဆိုတာ ਨੇ တီးရဲ့ဒီ del ပေါ့နော် window 10မှာဆိုလို့ရှင်တော့အခုခဏလေးစောင့်ပေးပါအောင်ရှင်နည်းနည်းသုံးတာများပြီးပေါ့နော်ဒီလိုမျိုးလေးပေါ်လာတယ်ပေါ့နော်ဒီကကြတော့ဒီရဲ့ laptop မှာပေါ့နော်ဒီ laptop မှာဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်တယ်အဲ့ဒါမှဒီအပေါ်မှာ export ဆိုတာလေးရှိတယ်ဒီ export ဒီက PDF file เนาะအခုဖွင့်ထားတဲ့ဥစ္စာက PDF file အဲ့ဒါမှဒီမှာ export တွေကနေပြီးမှဒီတို့က Word document ဆိုတာလေးကိုရွေးလိုက်ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးကြာလာပြီဒီလိုမျိုးလေးကြာလာပြီဆိုလို့ရှိရင်ဒီမှာကိုကဘာမှမပြောင်းချင်ဘူးဆိုလည်းမပြောင်းနဲ့ဒီမှာ CS twice ဆိုတဲ့နေရာလေးမှာတော့ဒီလိုပြောင်းရမယ်ဘာလို့လဲဆိုလို့ရှိရင်ကိုကဒီမှာ Word document ဆိုတာလေးကိုလိုချင်တယ်အခုနောက်တော့က Word document လေးဖြစ်တယ်ဒီက PDF ဖိုင်ကိုပေါ့နော် Word document အနေနဲ့တီတီကသုံးမှဖြစ်တဲ့အတွက်ကြောင့်ဒီမှာသူကလည်းသူ auto ခုနကဒီမှာတီတီဝင်ခဲ့တဲ့အတိုင်းပဲ export တွေကနေပြီးတော့မှ Word document ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကအခုဘယ်မှာစေ့မှာလဲဆိုတာ desktop မှာစေ့မယ်ပြီးသွားလို့ရှိရင်ဒီမှာလည်းသူက Word document လေးဖြစ်သွားပြီဒါဆိုလို့ရှိရင်ဒီလိုစေ့ဆိုပြီးတော့နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီဘက်မှာပြည့်သွားပြီဆိုလို့ရှိရင်ဒီလိုဒီမှာဒါလေးမိုက်ပြီးတော့မှထွက်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင် print 3ဆိုတာလေးရှိရဲပေါ့နော် PDF file အဲ့ဒါဆိုလို့ရှိရင်ဒီလိုအဲ့ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ဒီပါဆိုလို့ရှိရင် Word document ပုံစံလေးဖြစ်သွားပြီပေါ့နော်အဲ့တော့အခုခုနကတော့တီးပြောဖို့တစ်ခုရှိတယ်ဒီမှာကကြတော့တီးရဲ့ဆက်မှာကြတော့ဒီကဟို laptop ဆိုတော့ပေါ့နော်ဒီသူ့မှာဒီမှာ Word document ရှိမယ် JPEG ရှိမယ်ဒါတွေရှိမယ်ပေါ့နော်ဒီမှာ Excel တော့မပါဘူးဒါပေမဲ့လို့ကိုက Excel နဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့ desktop မှာတော့ပါတယ်နော်ဒါကကြတော့တီးတို့ရဲ့ဒီကိုယ့်ရဲ့ laptop အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှဒါလေးရရှိသွားတာအဲ့ဒါဆိုလို့ရှိရင်ဒီမဲ့ဒီလဲရှာကြည့်ပြီးသွားပြီသူက JPEG ဆိုပြီးတော့မှဒီပုံစံလေးတွေလုံးမဲ့ဟာရဲ့ Word document ပုံစံလုပ်လို့ရတဲ့ဟာတွေရဲ့ဒါလေးရှိရပေါ့နော်ဒါဆိုလို့ရှိရင်ဒီကအခုပေါ့နော် desktop ပုံစံလေးနဲ့ပြန်ပြီးတော့မှနောက်တစ်ခုလိုကိုထပ်ပြီးတော့ပြပေးမယ်ဒါကကြတော့ laptop မှာတီတီဆက်မှာပါတဲ့ပုံစံလေးပေါ့နော်ဆက်တစ်ခုနဲ့တစ်ခုမတူတာဖြစ်တဲ့အတွက်ကြောင့်လုပ်တဲ့နည်းလမ်းလေးတွေတူချင်မှလည်းတူမယ်ပေါ့နော်ဒါလေးကိုရှင်းပြတာပါဒါဆိုလို့ရှိရင်ဒီမှာ Word document အနေနဲ့ဒီမှာရသွားပြီပေါ့နော်ခုနက PDF file လေးကိုဒီလို desktop မှာစေလိုက်တာပေါ့ desktop မှာပဲပေါ့နော်ဒီခုတစ်ခါပြန်ပြမယ်ဒီတို့ကဒီရဲ့ဒီ file လေးတွေကနေပြီးတော့ပေါ့နော်ဒီမှာ print ဆိုတဲ့ဒီမှာဆိုလို့ရှိရင်သူက PDF file လေးဖြစ်နေပေါ့နော်ဒီ PDF file လေးကိုဒီကနှိပ်ပြီးတော့ကျတော့ဒီကကြတော့တီတီရဲ့ laptop မှာပါတဲ့နီလန်ပေါ့နော်ဒီ export ကနေပြီးတော့မှ Word document လေးကိုနှိပ်လိုက်ရုံနဲ့သူကကိုက desktop မှာစေ့မှာလားဒါလေးကိုရွေးလိုက်ရုံပဲကဲဒီလိုကဒီမှာ desktop ပုံမှာဆိုလို့ရှိရင် PDF file ကိုဒီလိုလုတ်ကြည့်မယ်အဲ့တော့ဒီ PDF file ပေါ်မှာ right click လေးနှိပ်မယ်ပြီးရင် show more option လေးတွေကိုဝင်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင် active with Adobe Acrobat ဆိုတဲ့ဟာလေးကိုနှိပ်ပါမယ်ပြီးတော့လို့ရှိရင်သူကဒီလိုမျိုးလေးစာလေးတွေပေါ့နော်အခုနောက်ဒီလို file လေးကဒီလိုမျိုးလေးကြာလာမယ်ကြာလာပြီးသွားပြီဆိုလို့ရှိရင်ဒီလိုဟိုညာဘက် view ကိုတွားလိုက်ပါမယ်ညာဘက်ပြီးမှဆိုလို့ရှိရင်ဒီမှာ edit step ပေါ့နော်ဒီမဲ့ image ဆိုတာလေးရှိတယ်ကိုကဘယ်လိုလေးဘယ်ဟာကိုသုံးမှလဲပေါ့နော်ဒီဥစ္စာကြတော့ဒီမှာစာကိုထောက်လိုက်တာနဲ့သူ့ရဲ့စကားစုအတိုင်းလေးတွေကိုကစလုံးကိုဖြည့်ခြင်းလဲရတယ်ပေါ့နော်နောက်ထပ် edit ဆိုတဲ့ဟာလေးလည်းရှိတယ်ဒီ edit ဆိုတဲ့အရာလေးကကြတော့ကိုလိုချင်တဲ့စကေးကိုပေါ့နော်ကိုပြန်ပြီးတော့မှချက်ယူလို့ရတယ်အခုစာမရှိတဲ့နေရာမှာလည်းကာစာချလို့ရတယ်ခုနအပေါ်ကကြတော့စာရှိတဲ့နေရာတွေကိုပဲသူကဘောင်လေးတွေနဲ့ပြပေးတာဒီ add image လည်းသုံးလို့ရတယ်အခုကကြတော့အခုသိချင်တဲ့အရာကကြတော့ Word နဲ့ Excel နဲ့ကိုချိတ်ဆက်လို့ရအောင်လုပ်ချင်တာဆိုတော့ Word နဲ့ Excel နဲ့ဆိုတော့ပုံစံဖြစ်ရှင်တာအခုဆိုလို့ရှိရင်ဒီမှာ export file to မှာဆိုလို့ရှိရင် Microsoft Word လားဒီမှာဆိုလို့ရှိရင် Microsoft Excel Word ရှိလားကိုလိုချင်တဲ့ပုံစံလေးတွေယူလို့ရတယ်ကိုကြိုက်တဲ့ပုံစံယူလို့ရတယ်ဒီ desktop မှာကျတော့ပို့ပြီးတော့မှစုံတယ်ပေါ့နော် laptop နဲ့ဆိုင်အဲ့တော့ဒီလိုက Word document ယူလိုက်ပြီးဆိုလို့ရှိရင် तू ကဒီမှာ Word document ဆိုတာလေးပဲဖြစ်သွားလိမ့်မယ်
ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီ work document ဆိုပြီးတော့သူကလည်းသူ auto ဝင်မယ်ဒါကိုဒီကကိုကဘယ်မှာစေ့ကျင်တာလဲကိုကဒီ desktop ပေါ်မှာစေ့ကျင်တာလား desktop ပေါ်မှာစေ့မှာဆိုလို့ရှိရင်လည်း desktop ပေါ်မှာစေ့ပေါ့နော်ပြီးရင် name လေးပြောင်းချင်တယ်ဆိုလည်းပြောင်းဒီကကြတော့သူကလည်းသူဒီမှာ work document ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကပြတာပြီးတော့လို့ရှိရင်စေ့လိုက်ပါစေ့လိုက်လို့ရှိရင်သူကဒီမဲ့သူက web ပုံစံလေးဖြစ်သွားမှာပါဖြစ်ပါတယ်နောက်ဆုံးပြတဲ့နေရာလေးမှာကိုက word document ဆိုလို့ရှိရင်သူ့အောက်မှာ excel လေးပါရပေါ့နော်ဒီ excel လေးကိုရွေးလို့ရတယ်အမှန်တကယ်ဆိုဒီတို့လက်တော့မှာကကြတော့ excel ရွေးတဲ့နေရာလေးမပါဘူးပေါ့နော် excel worksheet ရွေးလို့မရဘူးဖြစ်နေတယ်အဲ့ဒါကကြတော့ဒီ desktop မှာကြတော့သူကပါတယ်ဒီအရာလေးကိုဒီကိုလိုချင်တဲ့ပုံစံအတိုင်း excel လိုချင်တာလား word လိုချင်တာလားကိုရွေးချယ်လိုက်ရုံပဲ desktop မှာကြတော့နှစ်ခုစလုံးပို့ပြီးတော့မှပေါ့နော်အဆင်ပြေတာပဲဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်အဆင်ပြေတယ်ဆိုလို့ရှိရင်ဒီ comment လေးမှာ yes လို့ရေးခဲ့ပေးပါအောင်เนาะဒီကနောက်ထပ် show လေးတွေထပ်ပြီးတော့လုပ်ပေးပါမယ်ရှင်